ကျွန်တော်ဒုတိယနေ့ကိုရောက်လာပြီဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီစာအုပ်မှာဆိုတော့ပြောသလိုပဲဒီစာအုပ်က elementary or ဒါမှမဟုတ်ရင် pre-intermediate level လောက်ရှိဘူးเนาะအဲ့တော့ချိုးစကလုံးတွေကတော့ intermediate level လောက်ထိရှိတယ်အဲ့တော့ကျွန်တော်ဆက်ပြီးတော့သွားကြမယ် In 1877 Arthur's first wife Soros died အာသာရဲ့ပထမဇနီး Soros က1889ခုနှစ်မှာတည်ဆုံသွားခဲ့တယ် He now had two nearly grown sons named William and James to raise on his own အဲ့တော့အခုတော့သူကဒီအရွယ်ရောက်လူနေပါဖြစ်တဲ့သား William နဲ့ James တို့ကိုယ်တိုင်တူမှုပြုစုဆောင်ရှောက်ရတော့မှာပါ 1 year later နော်ဒီတစ်နှစ်လောက်ကြာတဲ့အခါမှာတော့ he married Kate Adam Helen's mother Helen အမေဖြစ်လာမယ်နော် Kate Adam နဲ့ Helen အမေဖြစ်တဲ့ Kate Adam နဲ့အတူလက်ထပ်ခဲ့ပါတယ်အဲ့တော့သူရဲ့ဇနီး1889ခုနှစ်မှာတည်ဆုံသွားတယ်နောက်တစ်နှစ်အကြာမှာ Kate Adam နဲ့လက်ထပ်ခဲ့တယ် Kate a young educated woman from Massachusetts Tennessee နော် what's a tree southern valley အဲ့တော့ဒီငယ်ရွယ်ပြီးတော့ပညာတတ်တဲ့ပေါ့နော် Tennessee Massachusetts ကကောင်းမလေးကတော့ Southern Valley နော်ဒီတောင်ပိုင်းရဲ့အလားအပါလေးပဲဖြစ်ပါတယ် Southern Valley ကတောင်ပိုင်းရဲ့အလားအပါလေးလို့သိပေးရတယ် Her father had been a brigadier general in the Confederate Army နော်ဒီသူရဲ့အဖေကဒီ Confederate Army မှာဒီတောင်ပိုင်းနယ်ရဲ့ပေါ့နော်စစ်တပ်ရဲ့ Army မှာဒီ brigadier general ဗိုလ်မှူးချုပ်ကြီးဖြစ်ခဲ့ပူပါတယ်တဲ့ But ဒါပေမဲ့လို့ she was related to some of the more influential family in the north အဲ့တော့ဒီက her father ဆိုတာကဒီ Helen Keller ရဲ့အမေရဲ့အဖေပေါ့နော်အဲ့တော့အဖိုးပေါ့အဲ့လိုဖြစ်ခဲ့ပါတယ် But ဒါပေမဲ့လို့ she was related to some of the more influential families in the north ဒီမြောက်ပိုင်းရဲ့လွှမ်းမိုးမှုရှိတဲ့ဩဇာရှိတဲ့မိသားစုတွေနဲ့လည်းသူကဆက်ဆက်နေပါတယ်တဲ့ဆွေမျိုးတော်နေပါတယ်โอเคသူရဲ့အဖေတောင်ပိုင်းရဲ့ဗိုလ်မှူးချုပ်စစ်တပ်ရဲ့ဗိုလ်မှူးချုပ်ကြီးဖြစ်တဲ့တိုင်းမဲ့သူကမြောက်ပိုင်းရဲ့ဩဇာအနာရှိတဲ့မိသားစုတွေနဲ့လည်းဆွေမျိုးတော်နေပါတယ် That connection shaped many sources of belief အဲ့တော့သူမရဲ့ယုံကြည်မှုတွေပေါ့နော်အတူခေါ်တွေအယူအဆတွေအားလုံးကိုတော်တော်များများကိုအဲ့ connection က shape ဖြစ်တဲ့ပုံဖော်ထားပါတယ်တောင်ပိုင်းမှာလည်းတောင်ပိုင်းအယူအဆတွေရှိတယ်ဒီလူမဲတွေဖြစ်မယ်ပေါ့နော်မြောက်ပိုင်းမှာလည်းဒီလူအများစုကြီးဆိုတဲ့မြောက်ပိုင်းမှာလည်းမြောက်ပိုင်းအယူအဆတွေရှိတယ်အဲ့လိုမျိုးအယူအဆတွေနဲ့အစွမ်းမရောက်ပဲနဲ့ဒီနှစ်ခုလုံးနဲ့နှိစက်ရတဲ့သူဖြစ်တဲ့အတွက်လူမရဲ့ဒီယုံကြည်မှုတွေအတွေးအခေါ်တွေကိုပုံဖော်ပေးနေတဲ့အဲ့ connection က Like many southerners other lost most of its money during the Civil War အဲ့တော့ဒီတောင်ပိုင်းသားတော်တော်များများလိုပါပဲတဲ့အာသာကလည်းဒီပြည်တွင်းစစ်အတွင်းမှာပေါ့နော်သူရဲ့ပတ်စံတွေကိုအကုန်လုံးနှီးပါပေါ့နော်မို့ဆိုသူရဲ့ပတ်စံတွေအကုန်လုံးနှီးပါကိုဆုံးရှုံးခဲ့ရပါတယ်တဲ့ To earn a living after the war he grew cottons and became editors of the local newspaper or to earn a living နော် to earn a living ဆိုအသက်ရှင်နေထိုင်ရည်တည်ဖို့အဲ့ဒါကို earn a living နဲ့သုံးပါတယ်နော် earn a living ဆိုတဲ့အသုံးလေးကအသက်ရှင်ရည်တည်နေထိုင်ဖို့ရအတွက်after the war နော်ဒီစစ်ကြီးပြီးသွားတဲ့အခါမှာအသက်ရှင်နေထိုင်ဖို့ရအတွက်သူကဒီကွင်းတွေဝါပင်တွေကိုစိုက်ခဲ့ရပါတယ်အပြီးတော့ local newspaper နော်ဒီနယ်ရဲ့သတင်းစာတိုက်ရဲ့နယ်သတင်းစာလေးရဲ့ editor လေးဖြစ်လာခဲ့ပါတယ် to head made and meet နော် head made and meet ဆိုတာလေးကဒီ idiom အသုံးလေးပဲဖြစ်တယ်နော် head made and meet ဆိုတာက have just enough money to pay for the thing that you need နော်အဲ့တော့ဒီ to pay for the thing that you need အဲ့ဒါမျိုးရှိတယ်နောက်တစ်မျိုးပြောရမယ်ဆိုရင် pay for thing that you need to live when you have little money ကိုမှပတ်စံနည်းနည်းလေးပဲကြီးတော့တဲ့အချိန်မှာအသက်ရှင်နေထိုင်ဖို့ရတဲ့အတွက်ပတ်စံရှာတာကိုပြောတာပါအဲ့တော့သက်ရှင်နေထိုင်ဖို့အားပဲပေါ့နော် Okay အဲ့တော့ to have make and meet နော် Kate grow her own fruit နော် Kate ကhome frozen vegetable ကိုပိုင်းအသီးရွက်တွေအသီးရွက်လေးစိုက်ပါတယ် rich livestock or livestock ကဒီခြံမွေးတိရစ္ဆာန်တွေပေါ့နော် livestock ဆိုတာကတော့ animals of birds that are kept when they found such as
ခေါင်းရှိနော်တိုးတွေနွားတွေလို့အဲ့လိုခြံထဲမွေးထားတဲ့တိရစ္ဆာန်လေးတွေပါဒီမှာ rich ကကျွေးမွေးထားတာပေါ့နော်တိရစ္ဆာန်တွေကိုလည်းကျွေးမွေးထားပါတယ်တဲ့မွေးထားတယ်တဲ့အဲ့တော့ပြီးတော့တဲ့ also make her own batters and lard အဲ့တော့ lard ဆိုတာကဝက်စီပါအဲ့တော့ထောဘက်တွေဝက်စီတွေလည်းကိုယ်တိုင်လုပ်ပါတယ်တဲ့အဲ့တော့ to have make and me เนาะဒီမှာ to have make and me ကအသက်ရှင်နေထိုင်ဖို့ကိုယ်ပတ်စံမရှိတဲ့အချိန်မှာဒီလိုအပ်တဲ့ပစ္စည်းတွေအတွက်ပတ်စံရဖို့ရန်ဆိုတာမျိုးအဓိပ္ပာယ်ရတယ်ခိတ်ကသူကိုယ်တိုင်အသီးရွက်လေးတွေဟန်ဒီရှင်ဘတ်တွေစိုက်တယ်ပြီးတော့ခြံဒရိတ်ဆန်လေးတွေမွေးတယ်ခြံမွေးဒရိတ်ဆန်လေးတွေမွေးတယ်ပြီးတော့ဒီကိုယ်ပိုင်ထောဘက်တွေဝက်စီတွေလည်းပြုလုပ်ပါတယ်နောက်သူကဒီမှာရှင်းပြထားတယ် what is southern belly เนาะ southern belly ဆိုတာဗာလေတောင်ပိုင်းအလားပါလေးလို့အဓိပ္ပာယ်ရတယ် a young woman from the south of the United States เนาะ United States ပြီးတော့ American ပြည်ထောင်စုရဲ့တောင်ပိုင်းကငယ်ရွယ်တဲ့မိန်းမပျိုလေးတယောက်ပါတဲ့ A southern belly often comes for the background เนาะချမ်းသာတဲ့မိသားစုတွေကနေပဲလာလေးရှိတယ်စဉ်သက်လာလေးရှိတယ် The family's fortune didn't improve until 1885 when President Grover Cleveland appointed Arthur as Marshal of the Alabama နော်။နောက် Alabama ပြည်နေ။အဲ့တော့ the family fortune ကဒီမှာကန်ဒီယာပေါ့နော်။အဲ့ဒါမှမဟုတ်အခွင့်အလန်းအဲ့လိုလည်းပြန်တယ်။ဖတ်တယ်မှာပေါ်ကျော်အောင်မှုလို့ပြောမျိုးလည်းဖြစ်တယ်။ဒီမိသားစုရဲ့အခွင့်အလန်းကံကြမ္မာတူတူပါပဲနော်။မိသားစုရဲ့ကံကြမ္မာက didn't improve until 1885 နော် 1885 မတိုင်ခင်အထိတော့1885ခုနှစ်မတိုင်ခင်အထိနော် improve မဖြစ်လာဘူးတိုးတက်မလာဘူး။ဘယ်ချိန်လဲဆိုတော့ဒီ President Grover Cleveland ကနော်အာသာကိုဒီ Alabama ပြည်နယ်ရဲ့ဗိုလ်ချုပ်ကြီးအဖြစ်နော်ခန့်အပ်လိုက်တဲ့အချိန်1885အထိဒီကံမိသားစုရဲ့ပေါ်ကျော်စီစဉ်ဥစ္စာပေါ့နော်ဒါမှမဟုတ်ရင်ကံကြမ္မာအခွင့်အလမ်းတွေကတိုးတက်မလာပါဘူးဗျအဲ့တော့ one bright spot during the years of hardship was the birth of Helen one bright spot ဆိုတာလေးကလည်းအသုံးလေးတစ်ခုပါပဲ one bright spot ဆိုတဲ့အသုံးလေးကဘာလဲဆိုတော့ something that's good when everything else seems bad တခြားအရာတွေအားလုံးစိုးတယ်လို့ဖြစ်နေတဲ့အချိန်မှာတစ်ခုကကောင်းတာအဲ့တော့ကံကောင်းတာတစ်ခုကတော့အလိုမျိုးပေါ့နော်ဒီကောင်းတဲ့အရာလေးတစ်ခုကတော့ during the years of hardship was နော်အဲ့တော့ခက်ခဲနေတဲ့နှစ်တွေအတွင်းမှာကံကောင်းလာတဲ့ကောင်းမြတ်တဲ့အရာလေးတစ်ခုကတော့ the birth of Helen မွေးဖွားခြင်းပဲဖြစ်ပါတယ် The couple's first child နော်ဒီစုံတွဲရဲ့ဇနီးမောင်နှံရဲ့ပထမဆုံးကလေးလေးပဲဖြစ်တယ် In many ways Helen took after her mother. She had the same soft golden curls and pale blue eyes, and she had also inherited keen intelligence. အဲ့တော့ in many ways နော်ဒီမှာ way ဆိုတာကနီလန်းနေတွင်ပြင်းနေလို့လည်းရတယ်ဒါမှအဲ့တော့ဒီ took after ဟော took after ကဘာလဲဆိုတော့ look or behave like an older relative ဟော look နော်ပုံတူတာဒါမှမဟုတ် behave အပြုတ်မှုတူတာဘယ်လိုလဲဆို like an older relation နော်ကိုယ့်ရဲ့ older relative အတော်တွေအမေတွေအဖေတွေဦးလေးတွေအဘတွေစသည်ဖြင့်နော် older relation ဒီအသက်ကြီးရဲ့ဆွေမျိုးတွေကအသွင်ပြင်ဖြစ်ဖြစ်မျက်နှာအသွင်ပြင်ဖြစ်ဖြစ်ဒါမှမဟုတ်ကိုယ်အမူအရာမျိုးဖြစ်ဖြစ်တူနေတာမျိုး took after နော် one take after နေလာပါတယ် in many way နော်ဒီမှာကိုယ် way ကကိုချင်းတရားဆိုတာမျိုးလဲရှားရတယ်အဲ့တော့အကျင့်စရိုက်ဆိုရင်နော် way ဆိုတာအကျင့်စရိုက်ဆိုတာမျိုးလဲရတယ်အကျင့်စရိုက်တော်များများမှာတော့ took after her mother သူမအမေနဲ့တူပါတယ်တဲ့ she had the same sort golden car နော် she had the sort golden car သူမမှာဒီပျော့ပြောင်းပြီးတော့ရွှေရောင်စပင်ကောက်လေးရှိတယ်ပြီးတော့ pale blue sign အပြာရောင်ဖြော့မျက်လုံးလေးလည်းရှိပါတယ်တဲ့ and she had also inherited keen intelligence ခေရဲ့ဒီဉာဏ်ရည်ကောင်းမွန်မျိုးကိုလည်းသူကအမွေရထားပါတယ် inherited ကအမွေရထားတာအမွေဆက်ခံရစီထားတယ် Helen loved to imitate others နော် Helen ကဒီ loves to imitate တခြားသူတွေကိုအတုခိုရတာကိုကြိုက်ပါတယ်တဲ့ and ပြီးတော့ adjustment နော် adjustment 6လတည်းနဲ့ပေါ့နော်6လမှာဒါလည်း6လမှာတောင်ပါတယ် she was repeating then she'd heard people say such as hydration t အဲ့လိုမျိုးသူကြားတဲ့တခြားလူတွေပြောတာသူကြားတဲ့အရာတွေကိုသူက repeating လုပ်တာထပ်ခါပြောတဲ့ hydration လို့မျိုးအမော t သူကြားတဲ့ဟာတွေကိုကြားတဲ့အတိုင်း
ပြန်ပြောတာမျိုးသူက6လသားမှာလုံနေပါပြီ she also says war for water လူကြီးက water လို့ပြောတဲ့အချိန်မှာသူကwar လို့ပဲကြားတဲ့အတွက်6လသားမှာအတန်ထွက်နေပြီပေါ့နော် war ဆိုတာအဲ့တော့သူကပြောချင်တာတော့ညံကောင်းလွန်းလို့တာနဲ့6လလောက်နဲ့ဒီလိုမျိုးပြောတတ်တာလို့ပြောချင်တာပါ physically နော်ဒီရုပ်ရည်သွင်ပြင်အားဖြင့်ဟောဒါမှမဟုတ် physically လို့ mentally ပေါ့နော်ကိုကာယအားဖြင့်လဲ Helen or flourishing နော်အရန်ကိုဒီဖွံ့ဖြိုးပါတယ်တဲ့သူ Helen ကကိုကာယအားဖြင့်လဲဖွံ့ဖြိုးပါတယ်ခန္ဓာကိုယ်အားဖြင့်လဲကြီးထွားဖွံ့ဖြိုးပါတယ်တဲ့ when her first birthday သူမရဲ့ပထမဆုံး birthday မှာ Helen didn't just take her first step she ran နော် Helen didn't just take her first step သူမရဲ့ပထမဆုံးခြေလှမ်းတွေကိုသူကလမ်းခဲ့တာမဟုတ်ပါဘူး she ran သူမကပြေးခဲ့တာဟောတစ်နှစ်သားလေးမှာနော်လမ်းစာလျှောက်တာမျိုးမဟုတ်ဘဲနဲ့တန်းပြေးလိုက်တာခြေတလမ်းစာမလျှောက်ဘဲနဲ့ပြေးလိုက်တာ Helen would later record how she chased နော် chase ဆိုတာနောက်ကနေအသေးအတန်လိုက်တာဘာလို့လဲဆိုတော့ the flickering shadow or leap နော် flickering ဆိုတော့တစ်ဖြက်ဖြက်လှုပ်နေတာ shadow ဆို leap that dance in the sunlight နေအောင်ထဲမှာကနေနေတဲ့တရွက်လေးတွေနော်လွင့်နေတာကိုပြောချင်တာပါတင်စားလိုက်တော့နေအောင်ထဲမှာကနေနေတဲ့တရွက်လေးတွေတစ်ဖြက်ဖြက်လှုပ်တဲ့နောက်ကိုသူမှဘယ်လိုလိုက်ခဲ့လဲဆိုတာကို recall ဆိုတာပြန်ပြီးတော့မှတ်မိလာပါတယ်တဲ့အောင် short journey that you take for ပျော်ရွှင်ရတဲ့ခရီးတိုလေးဟောပျော်ရွှင်ရတဲ့ခရီးတိုလေးအဲ့တော့ပြောစရာကောင်းတဲ့အချိန်တိုလေးလို့ပြောချင်တာပါအဲ့တော့ပြောစရာကောင်းတဲ့အချိန်လေးက and quickly လင်းလင်းမြန်မြန်ပဲပြီးဆုံးသွားခဲ့တယ် those and Helen plank back down to the ground အဲ့တော့သူကခုနလိုတဲ့နေရာအောက်မှာကနေတဲ့တရွက်လေးတွေအချင်းတလုတ်လုတ်ဖြစ်နေတဲ့အရင်တော့သူကနော်ဘလို့တော့ပြေးလိုက်ခဲ့တယ်ဆိုတော့ record ပြန်ပြီးတော့မှတ်မိပါတယ်အဲ့တော့ the jump ဆိုတာကလေပြောစရာကောင်းတဲ့ခရီးတို့လေသူပြေးလိုက်တဲ့ဟာလေးကိုပြောတာပါ and quickly နော်ဒါပေမဲ့လည်းဒီခရီးပြောရှင်းခရီးတို့တွေကတန်းပြီးတော့ပြီးဆုံးသွားတယ် Helen plank back down to the ground နော် plank ကဒီ hit abutely ပေါ့နော်အဲ့တော့နာကျင်ပဲထိကြိုက်မိတာ back down to the ground မြေပြင်ပေါ်ကိုလဲကျသွားတာကိုပြောချင်တာပါသူကလမ်းမှာမလျှောက်တတ်သေးပဲနဲ့ crying ငိုလျက်ပဲ she reached out for her mother's protected hand သူမရဲ့အမေရဲ့ကာကွယ်ပေးနေတဲ့လက်တွေလက်ထဲကိုသူမရောက်ရှိနေပါပြီပြောချင်တာသူမ reach out ဆိုတာကပေါ့နော်ဒီကိုကဒီကိုရဲ့လက်တွေကိုစမ်းထုတ်ပြီးတော့တယောက်ကိုကြိုဖတ်ထားတာကိုပြောချင်တာပါ hack ကိုပြောချင်တာပါနော်အဲ့တော့သူ့အမေကဖတ်ထားတဲ့ရင်ခွင်ထဲမှာသူကငိုလျက်ရောက်နေပါပြီတဲ့ရောက်သွားပါတယ်နော် then one February day နော် February တရက်တော့ February နေ့မှာတော့တဲ့ when she was just over 18 months old နော်18 months old ဆိုတော့အသက်18လအကျော်လေးမှာ Helen Gossett နော် Helen Gossett ဆိုတာ Helen was 6 ပါပဲအဲ့တော့သူ Helen ဖျားနာခဲ့ပါတယ် for several days she slept flat by a high fever အဲ့တော့ဒီနော် several days နေပေါင်းများစွာတိုင်အောင်သူကအိပ်ပျော်နေခဲ့တယ်သူမအိပ်ပျော်နေခဲ့တယ်ဟန်ပြီးတော့ဒီ by high fever နော်အဖျားနေခဲ့တယ်ပေါ့နော်သူက high fever နဲ့အဖျားတွေတအားကိုမြင့်တက်နေတယ် The family doctor came to examine her and he told her family that he had acute organ or the stomach and brain အဲ့တော့ဒီမိသားစုဆရာဝန်က came to examine her သူမကိုစမ်းသပ်စစ်ဆေးဝင်အတွက်ရောက်လာခဲ့ပါတယ်တဲ့ and ပြီးတော့ he told her family that ပြောခဲ့တယ်ပြီးတော့သူမတဲ့မိသားစုကိုပြောခဲ့တယ် that she had acute organ or the stomach and brain အဲ့တော့သူမကပေါ့နော်အသေးအတန်ပေါ့နော်acute ကအသေးအတန်ကိုဒီရင်ဘတ်တွေဒီအစာအိမ်နေone bite ထဲမှာတော့အုံနောက်ထဲမှာပြည့်ကျက်နေတဲ့ခံစားမှုကြီးဖြစ်နေတယ်ဆိုတာကိုပြောခဲ့တယ် He didn't know if Helen would live နော် Helen အသက်ရှင်မလားဆိုတာတော့သူမသိခဲ့ပါဘူးဗျ Then as suddenly as it had appeared the fever went away နော်အဲ့လိုမျိုးဖြစ်ပြီးချင်းမှာပဲ had appeared အဲ့လိုမျိုးဖြစ်ပေါ်လာပြီးချင်းမှာပဲ the fever went away အဖျားကပျောက်သွားပါတယ် Helen's family was happy and ready နော် Helen ရဲ့မိသားစုကပျော်ရွှင်ပြီးတော့စိတ်သက်သာရာရသွားခဲ့ပါတယ်
their baby they thought was going to be okay เนาะသူတို့ကသူတို့ရဲ့ကလေးလေးကအဆင်ပြေတော့မယ်နေကောင်းတော့မယ်လို့တွေးထင်ခဲ့ပါတယ်တဲ့အဲ့တော့ကျွန်တော်ဒီမှာ babies and communication เนาะကလေးတွေနဲ့သူတို့ရဲ့ဒီဆက်ဆံမှုပေါ့နော်လူတွေနဲ့ချိတ်ဆက်ဆံမှုကျွန်တော်တို့ရှင်းပြထားတယ် no two babies are the same ကလေးဘယ်ကလေးနဲ့မှမတူပါဘူးပြောချင်တာဘယ်ကလေးကမှဘယ်ကလေးနဲ့မှမတူဘူး but in general ရေဘူးကအဖြစ်နော် babies do develop certain skills at different stages of their lives သူတို့ရဲ့အသက်အရွယ်မှာအဆင့်ဆင့်မှာသူတို့ကတချို့တော့ skill တွေပေါ့နော်စွမ်းရည်တွေတိုးတက်လာခဲ့ကြပါတယ်တဲ့ some of the biggest test in learning how to communicate အဲ့တော့ဘယ်လိုမျိုးဆက်ဆံလူတွေနဲ့ဆက်ဆံလဲဆိုတော့နော်ဒီသူတို့သင်ကြားလူတွေနဲ့ဘယ်လိုဆက်ဆံရမလဲဆိုတာသင်ကြားတဲ့ဒီကြီးမားတဲ့အဆက်တိတာထင်ရှားတဲ့အဆင့်တွေကတော့အောက်ပါတိုင်းဖြစ်ပါတယ်တဲ့ 2 months နှစ်လသားမှာဆိုရင်ခုနော်ခုဆိုတာကကျွန်တော်တို့ကလေးတွေလုပ်တဲ့တန်ပေါ့နော်ဂျိုးကူတန်လိုမျိုးပေါ့နော်ကျွန်တော်တို့ကြားပြဆိုရင်ကလေးတွေမှုတ်တာဘူးဆိုတာမျိုးလုပ်တာမျိုးပေါ့နော် make gargling sound အဲ့ဒါကို gargling sound လို့ခေါ်ပါတယ်တဲ့ tan has to walk sound နော်နောက်ပြီးတော့အတန်လာတဲ့စီကိုခေါင်းလေးတွေလှည့်အတန်ကြားလိုက်တယ်ဆိုရင်ကြားတဲ့အတန်ဆိုကလေးတွေကခေါင်းလေးတွေလှည့်အဲ့ဒါကနှစ်လသားမှာ 4 months ၄လကြာတော့တဲ့ began to babble နော် babble ဆိုတာရှည်ကျွတ်တာopasi ရွတ်တာမပြီးကလာပြောတာ copy sound သူများပြောတဲ့အတန်တွေကိုလိုက်ပြောတာနော်အဲ့လိုမျိုး copy လုပ်နေပြီတဲ့ cries in different ways to show anger pain and time အဲ့တော့လိုက်စားတာဒါမှမဟုတ်နာကျင်တာဒါမှမဟုတ်ရင်ဒီပင်ပန်းနေတာเนาะမောပန်းနေတာမျိုးပေါ်ပြဖို့အတွက်ဒီမျိုးငိုကြွေးကြပါတယ်အဲ့တော့ငိုနီးအမျိုးမျိုးနဲ့ငိုကြွေးကြပါတယ်ဒါကတော့ကလေးတွေရဲ့ရေဘူးရအပြင်လောက်တတ်တဲ့ဇာတ်ရိုက်တွေကိုစာဖတ်သူသိအောင်လို့ရှင်းပြပေးတာဖြစ်ပါတယ်